တမိုင်းဆိုတာပြက်ကထိန်တစ်ခုတည်းပေါ်မှာစီစဉ်နေတဲ့မီတဇင်းပါကျွန်ုပ်တို့မြမမြေမှာဇေဒီပထိုးရီတီထားကိုကွယ်နေခြင်းစစ်ပွဲတွေခင်းကျင်းနေခြင်းမှာတခြားကဘာအစွန်အဖျားမှာတော့ဘလို့တမိုင်းဝင်မဲ့အဖြစ်ပြက်တွေဖြစ်ပြနေခဲ့တယ်လေတန်တာရီနဲ့တမိုင်းကြားကမြင်းချောင်းတွေဟာကဘာမြေပုံပေါ်မှာဘလို့ချိတ်ဆက်နေတယ်လဲဆိုတာဒီနေ့အတူတူလေ့လာကြည့်ကြရအောင်အချင်းကိုနောက်ထပ်နှစ်ပေါင်း4000ကျော်လောက်နောက်ပြန်လှည့်ကြည့်ရအောင်အီဂျစ်ပြည်ရဲ့တဲခန်တိုင်ယာထဲမှာဖာရိုဘုရင်တွေကကောင်းကင်ယံကိုစိန်ခေါ်မဲ့ဂီဇာပီရမစ်ကြီးတွေကိုအင်ဂျင်နီယာအတတ်ပညာအထွတ်ထိပ်နဲ့တိစောက်နေခဲ့ပါတယ်။ဒါဟာလူသားယဉ်ကျေးမှုရဲ့အံ့ဩဖွယ်မှတ်တိုင်တစ်ခုပေါ့။အဲ့ဒီအချိန်မှာကျွန်ုပ်တို့မြမမြေမှာဘာတွေရှိနေပြီလဲ။အဖြေကတော့အံ့ဩစရာကောင်းပါတယ်။အီဂျစ်မှာခိုင်ခန့်တဲ့ empire ကြီးနဲ့နန်းတော်တွေရှိနေချိန်မှာမြမမြေပေါ်ကကျွန်ုပ်တို့ရဲ့ဘိုးဘွားတွေဟာစိုက်ပျိုးရေးအစပြုနေသည့်ကြောက်ခဲနောက်ပိုင်းလူမှုအတိုင်းဝိုင်းများအဖြစ်သာတည်ရှိနေသေးတယ်ကလာပါကျွန်ုပ်တို့ဂုံယူရတဲ့ပြူရင်ကြည်မှုဆိုတာတော့နောက်ထပ်နှစ်ပေါင်း2000ကျော်မှပေါ်ထွန်းလာမှာဖြစ်ပါတယ်ဒါဟာယဉ်ကျေးမှုဆိုတာနေရာဒေသအလိုက်မတူညီတဲ့အချင်းစရာတွေနဲ့စီးစင်းနေလေဆိုတဲ့သက်သေပါပဲAD 9ရာစုပကံခစ်ဦးကိုကူးပြောင်းကြည့်ရအောင်မြန်မာဖဇက်ရာဇဝင်တွေမှာတော့ပြက်ဝိနဲ့ပြက်တာနီနောင်းဟာပုပ္ပါတောင်ကဇောကြီးဖိုးဝင်သားကိုစားသုံးမိလို့မြေရှိုးမိုးပြန်နိုင်တဲ့လူစွမ်းကောင်းတွေဖြစ်လာတယ်လို့ဆိုကြပါတယ်။ဒါကတော့ထူးခြားစမ်းကြဲတဲ့မြမတန်တာရီပေါ့။ဒါပေမဲ့သမိုင်းမျက်နှာမှန်နဲ့ကြည့်မယ်ဆိုရင်တော့ဒီညီနောင်တို့ဦးဟာအဲ့ဒီခေတ်ကအင်အားအကြီးဆုံးဖြစ်တဲ့ Abbasid Arab Empire ကနေပင်လယ်ခီးနှင်လာတဲ့စစ်တီရဲတော်လေးဖြစ်နိုင်ပါတယ်လို့ယူဆကြပါတယ်။သူတို့မှာစောကြီးအသားစားစရာမလိုပဲအာရဗ်ကဘာရဲ့ခေတ်မီတဲ့စစ်ပညာမြင်းစီအတတ်နဲ့ကြန့်ခိုင်တဲ့ခန္ဓာကိုယ်တွေရှိနေသားပါအာရဗ်တွေဟာအဲ့ဒီအချိန်မှာအာရှတိုက်တူဝတ်နီးပါးကိုစိုးမိုးထားတဲ့စစ်တီရဲတော်တွေမဟုတ်လားဇောကြီးအသားစားတယ်ဆိုတာဟာရှေးလူကြီးတွေကဒီညီနောင်ရဲ့ထူးခဲ့တဲ့စွမ်းဆောင်ရည်ကိုတင်စားပြောဆိုခဲ့တဲ့အမှုပညာဆန်တဲ့တင်ပြမှုတစ်ခုသာဖြစ်နိုင်ပါတယ်ယူရိုပမှာနိုင်လုခေါ်တဲ့စစ်တီရဲတွေဟာလေးလံတဲ့စစ်အဝတ်အစားတွေနဲ့တိုက်ခိုက်နေချိန်မှာမြမမြေမှာတော့တွက်လက်တဲ့စင်သက်တွေနဲ့အာရှတိုက်ရဲ့စစ်ဖြူဟာကိုထုစစ်နေခဲ့တာပါလူသားတို့ရဲ့တမိုင်းမှာဓာတ်နဲ့တိုက်တဲ့စစ်ပွဲတွေထက်ပိုပြီးပြင်းထန်တာကတော့ယုံကြည်မှုစစ်ပွဲတွေပါပဲပကံဖီမှာမော်အတတ်တွေကိုယုံကြည်တဲ့အကြီးကြီးတို့ရဲ့အမောင်တို့လွမ်းမိုးနေချိန်မှာရှင်အရဟံရဲ့လမ်းညွှန်မှုနဲ့အတူတန့်စင်တဲ့ထေရဝါဒဗုဒ္ဓဘာသာဟာမြမမြေမှာအမြင့်တွယ်ဖို့ကြိုးစားနေပါတယ်။အဲ့ဒီအချိန်ကမ္ဘာအနောက်ဖက်မှာတော့ခရစ်ယာန်ဘာသာနဲ့အစ္စလမ်ဘာသာတို့ရဲ့အားပြိုင်မှုဟာခရူးစိတ်စစ်ပွဲတွေအဖြစ်အရှိန်မြင့်နေပါတယ်။မြမပြည်မှာဓမ္မကိုရှာဖွေနေချိန်မှာဥရောပနဲ့အရှေ့အလယ်ပိုင်းကတော့ယုံကြည်ချက်အတွက်သွေးမြေကျနေရတဲ့ကာလပေါ့အိန္ဒိယမှာတာသနာမီငိမ့်လူနီးပါးဖြစ်ချိန်မှာမြန်မာပြည်ကတော့အဲ့ဒီမီးအိမ်ကိုလက်ဆင့်ကမ်းတည်ဆောင်ပြီးအရှိတောင်အာရှရဲ့တာသနာဗဟုချက်ဖြစ်ခဲ့တာပါအခုတော့ပကံရဲ့အနုပညာအထွတ်အထိပ်ကိုရောက်ရှိခဲ့တဲ့12ရာစုစီကိုလှမ်းကြည့်လိုက်အောင်အုတ်စီလက်ရအနုစိတ်လွန်းလို့အပင်တချောင်းတောင်ထိုးလို့မရဘူးလို့တင်စားရတဲ့ဓမန်ယန်ကြီးဖယားနဲ့ပကံမီဟဲ့အာယုံဦးမှာဝင့်ထီနေတဲ့တက်ပင်ညူဖျားကြီးတွေပေါ်ထွန်းလာတဲ့ကာလပေါ့ဒီအချိန်မှာပဲဥရောပမှာလည်းကောင်းကင်ယံကိုထိုးဖောက်မဲ့ဂေါတစ်ဖျားရှိခိုးကြောင်းကြီးတွေကိုစတင်တိဆောက်နေပါပြီပြင်သစ်ပြည်ရဲ့နာမည်ကျော်နော်တာဒမ်ကျောင်းတော်ကြီးဟာပကံရဲ့ဖျားကြီးတွေနဲ့ခစ်ပြိုင်ပါပဲပကံကအမှုပညာရှင်တွေကအတွင်းနေရန်တွေပေါ်မှာနေရန်စေးရေးပန်းကြီးတွေနဲ့ဝိညာဉ်ရေးရာကိုရှာဖွေနေချိန်မှာအနောက်တိုင်းအမှုပညာရှင်တွေကတော့မှန်ရောင်စုံပကြီးတွေကနေကျလာတဲ့အလင်းတန်းတွေပေါ်မှာအမှုပညာကိုပုံဖော်နေခဲ့ကြတာပါအရှိဘက်မှာခမည်းမီမှာလည်းကြောက်စစ်လက်ရာတွေနဲ့ခမ်းနားလာတဲ့အန်ကော်ဝတ်ကျောင်းတော်ကြီးဟာပကံရဲ့ဇေဒီပထိုးတွေနဲ့အပြိုင်ကမ္ဘာအလယ်မှာဝင့်ထေနေခဲ့တာပါနန်းတွင်းရဲ့အဆောင်အယောင်တွေထဲမှာ
ဖျော်ဖြေမှုအနုပညာတာလည်းခြံထားလို့မရတဲ့အစိတ်ပိုင်းတစ်ခုပါပကံနန်းတို့ထဲမှာစောင်းတန်တဲ့ငင်းညောင်းပြီးကချီတဲ့တွေကနူးညံ့တဲ့အကအလာတွေနဲ့ဘရင်ကိုဧည့်သည်ဖျော်ဖြေနေချိန်မှာဥရောပရဲ့ရဲတိုက်ကြီးတွေထဲမှာတော့လူရွှင်တော်တွေကဟာသတွေနဲ့ဘရင်ကိုရေမောအောင်လုပ်နေကြပါတယ်အနောက်တိုင်းမှာထူရဲခေါင်းဝါဒတွေကိုတချင်းဆက်ဆိုနဲ့နယ်လဲဂီတသမားတွေခေတ်စားနေခြင်းပဲဖြစ်ပါတယ်အဲ့ဒီခေတ်မှာဒီလိုဂီတသမားတွေဟာဖျော်ဖြေရေးတင်မကပဲတခါတရံမှာထူးခြားတဲ့အတတ်ပညာရှင်တွေဥပမာကျွတ်နှိမ်နှင်းရီသို့မဟုတ်သတင်းပေးသူအဖြစ်လဲမြို့သူမြို့သားတွေကငှားရမ်းတတ်ကြပါတယ်ဒါကြောင့်ပလွေဆရာကကျွတ်တွေကိုပလွေမှုတ်ပြီးခေါ်သွားနိုင်တယ်ဆိုတဲ့တိုင်ရီကအဲ့ဒီခေတ်ရဲ့နဲလက်ဂီတသမားတွေအပေါ်လူတွေရဲ့အမြင်ကိုရောင်ပြန်ဟပ်နေတာပါဥရောပရဲ့လမ်းမတွေပေါ်မှာကျွန်ုပ်တို့ငယ်ငယ်ကကြားပူခဲ့တဲ့ဟမယ်လင်မြို့ကပလွေဆရာပုံမြင့်လိုမျိုးရောင်စုံဝတ်စုံဝတ်နယ်လက်ဂီတသမားတွေကပလွေမှုတ်ပြီးမြို့တစ်မြို့ကနေတစ်မြို့ကိုပုံမြင့်တွေတဲဆောင်နေခြင်းပေါ့အဲ့ဒီချိန်မှာပဲကျွန်ုပ်တို့ရဲ့ပကန်းပြည်လမ်းမတွေပေါ်မှာတော့စောင်းတန်နဲတန်ဒီနဲ့အကျူဖျားတီဖို့စူဆောင်းထားတဲ့အလူငွေတွေကိုတဲဆောင်လာတဲ့လဲတန်းကြီးတွေသာသနာပြုမဲ့ယဟန်တန်ဃာတော်တွေနဲ့စီးကားလိုနေပါတယ်ဥရောပမှာပလွေဆရာကကျွတ်တွေကိုခေါ်ထုတ်ဖို့ကြိုးစားနေချိန်မှာပကံမှာတော့မင်းနဲ့ပြည်သူဟာကဘာတီသူလိုကြမ်းရစ်မဲ့ဇီးဒီပထိုးဒီကိုအုတ်တစ်ချက်စီစီးပြီးတီးဆောက်နေခဲ့ကြတာပါအရှိဘကအာရဗ်နန်းတော်တွေမှာတော့စမ်းကျဲတဲ့အာရဗ်စောင်းတန်တွေနဲ့အတူနဲနဲတဲ့ကြပြရွတ်ဆိုပွဲတွေကဘရင်ကိုစိတ်အပန်းပြေစေခဲ့ပါတယ်နီလန်းတွေမတူကြပေမဲ့လောကရဲ့ပင်ပန်းမှုတွေကိုအမှုပညာနဲ့ကုသခဲ့ကြတာကတော့ကမ္ဘာတဝင်းလုံးမှာတူညီနေခဲ့တဲ့အလှတရားပါပဲ။သမိုင်းရဲ့စာမျက်နှာတွေကိုနော်ထရိရာစုနေတဲ့နေငယ်အတိုင်းအလမ်းကြည့်လိုက်ရင်ဆလီရာစုနောက်ပိုင်းအင်းဝမဲဟန်တာဝဒီတို့ရဲ့နှစ်40စစ်ပွဲကြီးအရှိန်ဟုန်ပြင်းနေတဲ့အချိန်ကိုရောက်လာပါတယ်။ဘရင်မင်းကောင်းတဲ့ရာဇာတွေတို့ဟာစင်စင်းချင်းထိုးလို့စစ်သမိုင်းကိုရေးထိုးနေချိန်မှာအနောက်ဘက်ကဥရောပမှာလည်းနှစ်တရာစစ်ပွဲတွေဖြစ်ပွားနေပြီးပြင်သစ်သူရဲကောင်းဂျွန်နဲ့အာခ်ပေါ်ထွန်းလာပါတယ်။ထူးခြားတာကအနောက်ကဘာမှာလျှို့ဝှက်အသင်းဖွဲ့တွေဖြစ်တဲ့ Freemason တွေအခြေတင်နေချိန်မှာမြန်မာပြည်မှာတော့အမှုပညာနဲ့ယဉ်ကျေးမှုတွေဟာကိုပိုင်ဟန်နဲ့တည်ဆောက်ဆဲကာလဖြစ်ခဲ့ပါတယ်။အနောက်ကဘာကအလဲခေရဲ့အမောင်တုထဲကနေ Renaissance လို့ခေါ်တဲ့ဉာဏ်သစ်လောင်ခေတ်စီကူးပြောင်းဖို့ကင်းစင်နေချိန်မှာအာရှတိုက်ဟာလည်းအင်အားကြီးနိုင်ငံတစ်တွေပေါ်ထွန်းဖို့အာယူနေတဲ့ကမ္ဘာအလှည့်ပြောင်းဖြစ်ခဲ့ပါတယ်။တမိုင်းဆိုတာပုံပြင်မဟုတ်တလို့ပုံပြင်တိုင်းဟာလည်းအချီအမြင့်မရှိရမဟုတ်ပါဘူး။ကမ္ဘာဖြစ်ရတဲ့ရှင်ကြည့်တဲ့အခါကျွန်ုပ်တို့ရဲ့ရာဇဝင်းတွေဟာပိုပြီးအသက်ဝင်လာပါတယ်။ကျွန်ုပ်တို့ဘိုးဘွားတွေရဲ့အားပြိုင်မှုယုံကြည်မှုနဲ့ရုန်းကန်မှုတွေဟာကမ္ဘာတမိုင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်ဆိုတာညင်းလို့မရပါဘူး။တမိုင်းဟာအမြဲတမ်းရှေ့ကိုစီးဆင်းနေဦးမှာပါ။ကြည့်စုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတာတွေတင်ဆက်ပြီးသွားဦးမှာလို့ channel လေးကို subscribe လုပ်ထားပေးခဲ့ကြပါဦးခင်ဗျာ။